Hello สวัสดีค่ะဒီ blog လေးကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာအကြီးဆုံးဈေးတွေထဲကတစ်ခုဖြစ်တဲ့ပထဝီကွန် market ကိုသွားမှာဖြစ်ပါတယ် market ဟာဆိုလို့ရှိရင်တော့တော်တော်များများလည်းသိပြီးပြီဖြစ်ပါတယ်ဒါပေမဲ့မသိသေးတဲ့သူတွေလည်းရှိမယ်လို့ထပ်ထင်တဲ့အတွက်ထပ်နဲ့တူတူလိုက်ခဲ့ပါအောင်เนาะသွားတော့ဆိုလေဒီဆိုင်ရပါတော့သူက10နိုင်မှဖွင့်တာ10နိုင်မှဖွင့်တဲ့အတွက်တော်တော်များများကအဲ့လိုစောင့်နေကြတာဖွင့်မဲ့အချိန်အဲ့ဒီနေ့ကတောက်ကြနေဆိုတော့သူကအစ်စ်တွေတင်တော့1 kg ကိုဘယ်လောက်လဲ300လားမသိဘူးအဲ့တော်တော်ကြီးကောင်းတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်လူတော်တော်များများလည်းဒါကိုဝယ်ရွေးပြီးတော့ဝယ်ကြတယ်ဒီ market မှာဆိုလို့ရှိရင်သူကအဲ့လိုအပုံကြီးနေနဲ့လဲရောင်းပြီးတော့ဂျိတ်တွေနဲ့ရောင်းတာလည်းရှိတယ်ဖက်နက်တွေလည်းရှိတယ်အတိကကလေသူကအပုံတွေနဲ့ဆိုရင်9ဘတ်10ဘတ်ကနေလဲစားရှိတယ်လို့ဖက်နက်တွေဆိုရင်လည်း100 200ကနေပြီးတော့စားရှိတယ်ပေါ့နော်မားလေပေတုပ်လို့ဆိုပေမဲ့ပေါ့နော်ထိုင်းလူမျိုးအလေအလက်တန်းစားပေါ့နော်တော်တော်များများလာကြတယ်ဒီမှာဝယ်ကြတာကိုတွေ့ရတယ်ပြီးတော့သူကလေဈေးလေးကလည်းမစိုးဘူးပေါ့နော်ပြီးတော့ပစ္စည်းတော်တော်များများရတယ်ကွာအဲ့တော့တော်တော်များများလာကြတယ်ပြီးတော့ဒီအုတ်ထုပ်လေးတွေဆိုလို့ရှိရင်လည်းဈေးတန်တယ်ပြီးတော့အင်ကြီးအဝတ်အစားအကုန်လုံးကွာရွေးနိုင်တယ်လို့အကောင်းလေးတွေဈေးတန်တာလေးတွေရတယ်တချို့ဆိုအစ်စ်တွေရှိတယ်ပေါ့နော်ဒါဆိုရင်တစ်ထဲမှာ10ဘတ်ပဲရှိတယ်ပေါ့နော်ထက်ကတော့ဟိုရောင်ဒီရောင်အပုံမြင်ဝင်ရွေးပြီးတော့ရွေးတယ်လို့လေးနဲ့ဟိုကြည့်တကြည့်ပေါ့နော်ချို့တွေဆိုလို့ရှိရင်လေထက်တွေ့ရတာအဲ့အပုံပေါ်မှာထိုင်ပြီးတော့တိတိကျကျကြကြနနကိုရွေးနေကြတာရောဒီမှာကလေဗိုက်ဆာလာပြီဆိုလေအေးစစ်စစ်ပဲဘာလို့လဲစားတောက်တန်းအပြည့်ရှိတယ်အဲ့စားတောက်တန်းမှာကိုစားခြင်းနဲ့ဟာရွေးပြီးစားရုံပဲကွာလုံးဝအေးစစ်လေးကတော့ orange juice လေးပါအရန်ပူလာတဲ့အခါဆိုလို့ရှိရင်ဒီအေးလေးတောက်လို့ရရပေါ့နော်10ဘတ်ပဲပေးရပါတယ်လေးကတော့အကင်ကျော်လို့ပြောရမှာပေါ့နော်သူကြော်နေတာမြင်ပြီးတော့အရန်စားခြင်းလာလို့တပွဲမှာစားလိုက်ပါတယ်တပွဲမှာအဲ့ဒီခွက်နဲ့ဆိုရင်ဘတ်50ပဲပေးရတယ်ပေါ့နော်တော်တော်လေးစားကောင်းပြီးတော့ကျွတ်ရွတ်လေးအရသာလည်းရှိတယ်ပေါ့နော်နောက်ဆုံးအနေနဲ့ထပ်စားခဲ့တာကြတော့တုံရန်ကွတ်တီယိုလေးပေါ့နော်အဲ့တုံရန်ကွတ်တီယိုလေးဆိုလို့ရှင်လည်းအရသာထိမိနေတာပဲဘာမှထပ်ထည့်စရာမလိုဘူးပေါ့သူ့အရသာမှလည်းလုံးဝ share မိုက်ရုပ်ကိုသာကြည့်တော့အစားစားနေရရုပ်ကတစ်မျိုးလေးဒီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးပါ page လေးကိုလည်း like and follow လုပ်ပေးပါအောင်နော်တတာ